ပြန်တောင်းတဲ့ခါကျရင်ကျမတို့မှမပေးနိုင်တဲ့ခါကျရင်မိမြိုက်ကြီးကိုဖျက်လို့နေဟာနေလောင်းရောဘာဖြစ်လဲဒီထက်ပတ်စံ50နှင်းယူလိုက်သေးလားဟုတ်တယ်ယူလိုက်တယ်ဘာဖြစ်လို့လဲဟာမင်းတို့ကလည်းပတ်စံအကုန်လုံးအတဲ့ခါကျရင်50တရားတော့ပြန်တောင်းမရဘူးမသိအောင်ဖွက်ထားရင်လည်းဘယ်နာမှထားမရဘူးဘောင်းမီအိတ်ကထဲထားလည်းထားမရဘူးဆိုင်ကခမောက်ထဲထားလည်းထားမရဘူးဆိုင်ကဘိုက်ထဲထားမရဘူးဘယ်နာမှဖွက်မရဘူးအကုန်လုံးလိုက်သိမ်းတာမှာအဲ့ဒါဘာဖြစ်တော့ညီတို့ယူမှာပေါ့စင်တို့ကပိတ်ဆံအပ်တဲ့ချိန်ပဲတည်တာစင်တို့ပြန်တောင်းတဲ့ချိန်မပေးတဲ့ခါကျရင်ကျမတို့မှအမိမြိုက်ကြီးကိုဖျက်လို့စင်ပေးတဲ့ပိတ်ဆံဒီအရက်ဝေယဝိဆာနဲ့ရေဖို့မိဖို့ဒီအရင်အားလုံးရဲ့သုံးစရိတ်စားစရိတ်တွေအကုန်လုံးကဒီပိတ်ဆံထဲကပဲသွားတာစင်ပေးတဲ့ပိတ်ဆံဒီတိုင်းတဲနေမယ်လို့ထင်နေလားဟာဒါလာလောက်ကုန်လို့ပိတ်ဆံမလိုက်လူအမျိုးတဲ့ခါနဲ့မသိရင်ကျမပဲတုတ်ဖြုတ်လိုက်တယ်လို့မျိုးနဲ့ခုခေတ်ကုန်စည်နှုန်းနဲ့မနဲ့ချွေတာပြီးတုံးနေရတာစိတ်သိရလားတနေ့ဒီပိတ်ဆံကိစ္စနဲ့ပဲပြဿနာလာရှာနေရတယ်နောက်နေ့စပြီးစိတ်ကိုဈေးပေးသွားမယ်အဲ့ဒီချိန်ကျမှစိတ်ကောက်ကောက်တီးလို့ဘလောက်ကုန်လဲရတယ်နောက်နေ့ကိုဖောင်ကိုသွားယူမယ်ကိုဖောင်ကိုပတ်စံကန်ရမှာအားရမှာအေးကိုက်သွားအဲ့ဒီချိန်ကျမှတွေ့မယ်ဘာလို့ဈေးသွားဖို့လေဘလောက်1500မင်းမဈေးသွားမယ်လို့အိမ်မှာစားကြဘာမှမရှိတော့ကုန်ပြီနော်တဲ့ရောဘာလို့ဈေးသွားဖို့လေဘလောက်1500မင်းမလိုက်ဘူးလားမလိုက်ဘူးသွားပဲကွက်ကိုဘလောက်ကုန်လဲလို့သိအောင်ယူโอเคရတယ်မလိုက်နေကိုဟောတော့သွားပဲဘလောက်ကုန်လဲဆိုသိချင်မှာလားဘလို့လဲချင်းနေဒီနေ့ဈေးဝယ်သွားတာဒီတစ်ခါတော့ရတယ်ကုန်စည်နှုန်းမနေ့ကြီးပတ်စံထောင်ကဘာမှလည်းမရဘူးဟိုမှာဝက်သားလေးရဲ့2ကီလိုငါဝက်သား2ကီလိုကနေ9နီးပါဖြစ်နေငါးနဲ့ဒီဟာနဲ့1500ကုန်အချိုးရတပူးတောင်မှခလေးဘဝဲလာဒါပဲရှိရလားမတော့ပြီလားစိတ်ညစ်မခံနိုင်ဘူးနောက်နေ့ကိုဖောင်ကိုဈေးွားတော့မတက်နိုင်လာပြီငွေနဲ့ပတ်သက်ပြဿနာလာရှာနေကြက်တတိထားနေဟာတက်နဲ့ရှာမဟုတ်လေဒီခါကြတယ်ဈေးသုံးလေးပါလိုချင်တာပေါ့မင်းတို့ကဈေးသုံးလေးပါလိုချင်အခုထောင်ကသူ့စားဖို့တည်းအများကြီးချွေတာပြီးသုံးနေရနားမလဲဘူးလားအခုပတ်စံထောင်ကပါသွားတာကြက်သားကြော်တော့မစားလိုက်ရအောင်ကုန်တော့နေတော့မဟုတ်မှတ်ထားဈေးသွားရဘယ်ကုန်လဲဆိုတာရောတော့မတော်တော့ဒီနောက်နေ့ကိုဖောက်ဈေးွားတော့တော့လိုက်တော့ရတကဲချွေးဈေးဆိုတာလေကိုယ်တိုင်သွားဖို့မှသိတာကိုယ်တိုင်သွားလိုက်တော့လေပတ်စံ1000နဲ့ဘာမှလည်းသုံးလို့မလောက်နားလဲပါပြီ